အားလုံးပဲမင်္ဂလာပါရှင်ဒုက္ခစာပေရဲ့ audio recording အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ຫນွေပါဒီနေ့မှာຫນွေကအားလုံးကိုဖတ်ပြခြင်းတဲ့စာအုပ်လေးကတော့စာရေးဆရာစင်တဲဝမြတ်ဖုံရေးသားထားတဲ့အညာတရဇလန်တပုတ်လို့အမည်ရတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်1989ခုနှစ်ဇွန်ရှမဝါရုပ်စုံမဂ္ဂဇင်းစင်တဲဝမြတ်ဖုံအညာတရဇလန်တပုတ်ကျွန်တော်တို့တတုရှာဖွေရေးတက်စခန်းကိုတင်မင်းရောက်လာတော့မနက်9နာရီလောက်ပဲရှိသေးတယ်။အကိုတင်ဝင်းဒီနေ့အလုပ်မဆင်းနိုင်လို့လာပြောတာပါဆရာ။ဘာဖြစ်လို့လဲဟ။ဒေါ်တင်ကြီးတတိယတစ်ချက်မရတစ်ချက်ဖြစ်နေလို့သူ့အမျိုးတွေကိုအကိုတင်ဝင်းတွားအကြောင်းကြားရမှာမို့ပါဆရာ။ဟာမတင်ကြီးနဲ့မငွေစိန်မနေ့ညနေကဆယ်ကိုသွားတာငါမြင်လိုက်မိပါသေးတယ်။ဟုတ်တယ်ဆရာခုလေဆယ်မှာဖြစ်နေတာ။ဦးအောင်လာခုပဲဆယ်ကရောက်လာပြီးအကြောင်းကြားလို့မတင်ကြီးကဘာဖြစ်တာတဲ့လဲဘာဖြစ်မှန်းတော့မသိဘူးလို့ဦးအောင်လာကပြောတာပဲဆရာလူမမာကိုတော့စခန်းအရောက်ပြန်တင်မလာဘဲနဲ့သူ့ဆွေမျိုးတွေကိုလိုက်အခေါ်ခိုင်းတယ်ဆိုတာတော်တော်တော့အတိတ်ပဲမရှိတာပဲအတဲသွားမဲ့လူတွေခုပဲလူစုနေကြတယ်ဟိုမှာရှိတဲ့လူနဲ့မနိုင်လို့နေမှာပေါ့ဆရာဆွေမျိုးတွေကိုလိုက်ခေါ်ခိုင်းတယ်ဆိုတော့ဧကန်နာတခုခုတော့တခုခုပဲလို့ကျွန်တော်စဉ်းစားတွေးတောနေမိတယ်။အေးကွာတင်ဝင်းအလုံးမစင်းနိုင်ရင်လဲအစီအစဉ်တစ်မျိုးပြောင်းလို့ရမှာပေါ့ဟုတ်လား။တင်မင်းသူ့တဲရှိရာကိုပြန်သွားတယ်။ကျွန်တော်တို့လည်းမိမိတို့သက်သူစမ်းတက်တိုင်းတာရေးလုပ်ငန်းများရှိရာတော်ရင်းတို့ဝင်ခဲ့ကြတယ်။အင်တိုင်းတော်ကိုဖျက်သွားနေစဉ်ကျွန်တော်ခေါင်းထဲမှာဒေါ်တင်ကြီးတတိယတစ်ချက်မရတစ်ချက်ဖြစ်နေလို့ဆိုသည့်စကားတန်ကပက်တင်ရိုက်ခတ်နေတယ်။ဒီရေပြစခန်းကလူတွေဖြစ်လေဖြစ်ထားရှိတဲ့ငှက်ဖြာရုတ်တရက်ထားလို့များလားဒီလိုလဲဟုတ်မယ်မထင်ပါဘူးမတင်ကြီးငှက်ဖြာဖြာရင်တွားလာလုံနေတာတွေ့ဘူးနေတာပဲသူ့ကိုမကြာခဏဆေးပေးဖူးတာကြောင့်သူ့ယောဂအကြောင်းကိုကျွန်တော်သိနေတယ်ဒါဖြစ်ဘာကိစ္စဖြစ်နိုင်တယ်လဲစဉ်းစားပေမဲ့အဖြေကမပေါ်လားသူ့အကြောင်းကိုမစဉ်းစားတော့ပါဘူးလေဆိုပြီးအာယုံပြောင်းကြည့်တော့လဲမရတရစ်ဝဝဲပြန်ပေါ်လာနေသည်ပင်မတင်ကြီးနဲ့ဆဲဆိုတာကမကြခင်ကမှရေဆလောင်ထားတဲ့ကင်းသားဆဲရေပြာချောင်းကမ်းပေးရှိလူတွားလန်းကလေးအတိုင်း2နာရီကျော်လျှောက်သွားရင်ဆဲရဲ့အထက်ပြားပိုင်းတနေရာကိုရောက်ရှိသွားနိုင်တယ်အဆိုပါဆဲနဲ့ကိုချစ်လိုင်တို့အဖွဲကိုချစ်လိုင်ဆိုတာကမတင်ကြီးရဲ့နောက်ယောက်ျားကိုချစ်လိုင်တို့အဖွဲနဲ့ငါဖမ်းတဲ့လုပ်ငန်းမတင်ကြီးကင်းသားဆဲဝဲလက်တလို့ပင်ဒီအကြောင်းတွေကကျွန်တော်ခေါင်းထဲချလဲနေတယ်။ဟိုတုန်းကတဲတော်ဝမ်းတွင်းလွင်ပြင်ကိုကားနဲ့ဖြစ်စေယထာနဲ့ဖြစ်စေဖြတ်သွားခဲ့ရတိုင်းအရှိစီမှာမှိုင်းပြပြရှမ်းရိုးမှလဲလျောင်းနေတာကိုတတိပြုမိခဲ့တည်ကြီးပင်အဲ့ဒီတုန်းကတော့ဒီတောင်ပေါ်မှာလူတွေရှိနေလိမ့်မယ်လို့မထင်ခဲ့ဘူးလေမိမိကိုယ်တိုင်ဒီတောင်ပေါ်မှာလာနေရလိမ့်မယ်လို့ထင်ဖို့ဆိုတာကတော့အဝေးသားပေါ့ခုတော့ထင်မှတ်မထားတာတွေတကယ်ပင်ဖြစ်နေပါပေါ့မြို့ပြနဲ့ဆက်တွဲချီနှောင်ရာမိရထားလန်မော်တော်ကားလမ်းတို့ကိုကြောခိုင်းပြီးလူနေအိမ်ခြေတို့နဲ့ဝေးတဲ့ပို၍ဝေးတဲ့အရှိရက်စီကိုဥတီတွားရင်မြေပြန့်လွင်ပြင်အဆုံးမှာတောင်ခြေကိုတွေ့ရပေပြီလှဲလန်းလဲဒီတောင်ခြေမှာပဲဆုံးပြီဆက်သွားလို့မရတော့တောင်ပေါ်မှာတစ်ဝါခင်းမိထွေးတွေတင်ရန်လှဲများဆောက်ဆိုင်စခန်းချတဲ့နေရာကိုလှဲကန်လို့ခေါ်ကြတယ်မြေပြန့်လွင်ပြင်နဲ့ရှမ်းရိုးမှထိဆက်ရာတောင်ခြေတစ်လျှောက်မှာလဲကန်တွေများစွာရှိတယ်။မမရရဒီလဲကန်စခန်းမှာမတင်ကြီးကိုစတွေ့ခဲ့ရတာ။တောင်ပေါ်မှရွက်ချလာတဲ့ဝါစီအားခေါင်းသိမ်းခဲ့ပြီးစက်ကနေမြေပြင်တို့ဟန်ပပပစ်ချလိုက်တဲ့မတင်ကြီးရဲ့ရုပ်ပုံလွှာကိုကျွန်တော်အမှတ်ရနေသေးပင်အသားညွညိုကိုလုံးကိုပေါကြည်ကြည်လေးလေးမျက်စိအကြည့်ဆူဆူရဲရဲနဲ့မတင်ကြီးသူနဲ့အတူမိမရောယောက်ျားတွေပါတတိတန်ကြီးဝါစီမိတွေအိတ်ပြင်ချောင်းထမ်းလာသူတွေရွက်လာသူတွေ9000ရှိတဲ့အိမ်တိုင်းတွေကိုတော့ယောက်ျားတွေပဲထမ်းတယ်။တောင်ချေကအင်းဖက်တဲနာမှာအိမ်တိုင်းဝယ်မဲ့ပွဲစားတွေကအစင်သေးဆောက်လို့ဆယ်ဝါကဗျိုင်း9ဆောက်တလို့ပင်ဖြစ်သည်။တိုင်ထမ်းသူတွေထဲမှာကိုချစ်လိုင်တယောက်အပါအဝင်တစ်ဝါထင်းမိတွေးတွေရနေတာမို့ဒီတောင်ကြီးကိုသူတို့တွေက
ရွှေတောင်ကြီးငွေတောင်ကြီးလို့တင်စားပြောကြတယ်။အပင်ပန်းခန့်လုံနိုင်လို့ကတော့ဒီအရက်မှာမငတ်နိုင်ဘူးလို့ဆိုလေးရှိကြတယ်။ပင်ပန်းတာကတော့အမှန်ပါပဲ။တောင်ပေါ်မှတောင်အောက်ကိုအစင်းကမတ်ဆောက်လွန်းလာတာမို့ဇောက်တိဇောက်တို့အစင်းလို့သူတို့ပြောကြတယ်။အစင်းကဇောက်တို့အစင်းဖြစ်နေလို့ထင်ပါရဲ့။ဝါးတွေတစ်တွေမိထွေးတွေတောင်ပေါ်ကထန်းချရွက်ချတာတို့အထိုးစင်းတယ်လို့ဆိုကြတာကအစင်းအလားစကားပင်ဖြစ်သည်။သူတို့ကတနေ့ရင်နှစ်ခေါက်အထိုးစင်းကြတယ်။နေ့တာရှင်ရင်သုံးခေါက်တောင်ဆင်းလိုက်ကြသေးတယ်။ဒီလိုအထိုးစင်းရင်းမှပင်ကိုချစ်လိုင်နဲ့မတင်ကြီးအကြောင်းပါသွားခဲ့ကြခြင်းဖြစ်တယ်။ကိုချစ်လိုင်ကလည်းအသက်45နှစ်ခန့်နဲ့ကလေးလေးယောက်အဖေမုတ်ဆိုးဘူး။မတင်ကြီးကလည်းအသက်40ခန့်နဲ့ကလေးလေးယောက်အမေမုတ်ဆိုးမှတစ်ခုလက်ချင်းပေါင်းစည်းလိုက်ပြန်တော့ပြည်စုံတဲ့အိမ်တော်တစ်တစ်ခုဖြစ်လာရတယ်။ကျွန်တော်တို့ဘူမိဗေဒအဖွဲ့ကတောင်ပေါ်ရေပြစခန်းမှာစခန်းချမယ်ပြင်တော့ကိုချစ်လိုင်ကသူ့ရဲ့တဲနဲ့မလန်းမကန်းမှာပင်နေရာရွေးပေးခဲ့တယ်။အဲ့ဒီအချိန်မှစ၍ကိုချစ်လိုင်နဲ့ယင်းဒီကျွမ်းဝင်လာခဲ့တယ်။သူ့တဲကိုဝင်ထွက်ရင်းပင်မတင်ကြီးနဲ့ခင်မင်လာခဲ့ရကသူတို့အကြောင်းတွေကိုပါတစုံတစသိရှိလာခဲ့ရတော့တယ်။မတင်ကြီးရဲ့ရခင်ယောက်ျားကိုညိုကရေပြစခန်းမှာပင်နေထိုင်ရင်းကအခုတော်မိုးရင်းမှာမမျော်လင့်ပဲရေပြချောင်းကန်းလုံးပြည့်ရှံအောင်ရေကြီးစဉ်ရေထဲမျောပါလို့တေဆုံးခဲ့ရတယ်။မတင်ကြီးကမုတ်ဆိုးမဘဝနဲ့ဝါခုတ်နေရင်းကအိမ်တိုင်ခုတ်တဲ့မုတ်ဆိုးဖို့ကိုချစ်လိုက်နဲ့အကြောင်းပါကြခြင်းဖြစ်တယ်။ကိုချစ်လိုက်မှာရခင်စနီးနဲ့ရတဲ့တာကြီးသမီးကြီးတွေရှိပေမဲ့သူတို့ဖအေးနောက်အိမ်အောင်ပြူတာကိုမကျေနပ်လို့ရေပြစခန်းမှာပင်တဲထိုးပြီးသူတို့ဘာသာခွဲထွက်လောက်ကင်စားတောင်းနေကြတယ်။မတင်ကြီးရဲ့ရခင်အိမ်တော်နဲ့ရတဲ့သားသမီးတွေကလည်းမအေးနောက်အိမ်တော်ပြူတာကိုမကျေနပ်လို့တောင်ချေတနေရာမှာရှိတဲ့ပကံကြောက်ထုတ်လို့ရေစခန်းတွင်ဝင်ရောက်လောက်ကင်ရင်တီချာရက်တည်နေကြတယ်။မတင်ကြီးရဲ့အပြိုပေါက်သမီးတစ်ယောက်နဲ့ကလေးအရွယ်အငယ်ဆုံးသားလေးတစ်ယောက်တို့ကသာလျှင်မအေးကိုခင်တွယ်လွန်းတာကြောင့်မတင်ကြီးတို့နဲ့လိုင်းနေကြခြင်းဖြစ်တယ်။မတင်ကြီးတို့မှာအိမ်အောင်တက်နှစ်ကျော်တီးတိုင်ကလေးမရကြတာကြောင့်မတင်ကြီးရဲ့သားသမီး2ယောက်ကိုပင်ကိုချစ်လိုင်ကချစ်ခင်ယူရတန်ရောစင်တွဲနေခဲ့ပေတယ်။ကျွန်တော်တို့ရောက်စားကကိုချစ်လိုင်ကကျွန်တော်တို့ကွင်းစင်လုပ်ငန်းမှာနေစာဝင်လုပ်သေးတယ်။နောက်တော့ရေလောင်ပြေးစကင်းတာဆယ်မှာငါးတွေတိတ်ပေါ်တယ်လို့သတင်းကြီးလာတာကြောင့်ငါးဖမ်းတဲ့အလုပ်ကိုပြောင်းလုပ်တယ်။ကင်းတာဆယ်မှာငါးပေါ်တယ်ဆိုတာကတော့ဟုတ်မှာပါပဲ။ရှိုတွေခြုံတွေပိတ်ပေါင်းတွေနဲ့ဆိုတော့ငါးတွေခိုအောင်ပျော်မြူဖို့နေရာကောင်းတွေပဲပေါ့။ဒါပေမဲ့ငါးဖမ်းမဲ့ကိုချစ်လိုင်ကကုံတွင်ကြေတော်သားတယောက်ပြတာဖြစ်လို့ရေဆိုလို့စမုံချောင်းလောက်ကိုပင်အေယာဝတီမြစ်ကြီးလို့ထင်မှတ်နေသူရေလဲမကူတန်တေလဲမလော်တန်ပိုက်နဲ့ကွန်ကိုပင်တမျိုးတည်းလို့ထင်မှတ်နေသူငါးတွေရဲ့တဘာဝကိုသိရှိနားလည်ဖို့နေနေတတာဘယ်တင်းဟာဖြင့်ဘာငါးဟု၍ပင်ခွဲခြားတတ်သူမဟုတ်ဒါဖြင့်ဒီလိုလူကဘလို့လောက်ပြီးငါးဖမ်းအသက်မွေးမှလဲအလုတ်ဖြစ်ချင်တော့လဲငါအလုတ်နည်းနည်းပါးပါးလောက်ဘူးသူလူ2ယောက်နဲ့မဟာမိတ်ဖွဲ့မိကြတယ်သူတို့နာမည်ကကိုအောင်လှနဲ့ကိုကျော်မန်းကြားရိုးကြားရည်လက်ခုံစားတဲ့တောထွက်ပစ္စည်းတွေဝယ်ဖို့လက်လက်သွားလာရင်ရေပြစခန်းကိုရောက်ရှိလို့ကိုချစ်လိုက်နဲ့ပေါင်းဖက်မိကြခြင်းဖြစ်တယ်ဒါဖြင့်ရှိသမျှငွေလေးတွေပေါင်းဆက်စုစည်းကလိုအပ်သမျှပစ္စည်းကိရိယာတွေဝယ်ချမ်းပြီးလုပ်ငန်းစားကြတယ်ရေပြစခန်းမှာရှိတဲ့ကိုချစ်လိုက်ရဲ့တဲမှာစခန်းချပြီးကင်းသားဆယ်ကိုငါးသွားဖမ်းလိုက်တောင်ချင်မြေပြတ်ကြေးရွာတွေနဲ့တဲတော်ဝမ်းတွင်းတို့သွားပြီးငါးတွေကိုရောင်းချလိုက်နဲ့လုပ်ငန်းအရှိန်ရလာခဲ့တယ်။စောစောပိုင်းတုန်းကတော့မတင်ကြီးကသူတို့ငါးအလုပ်ကိုတိတ်ဆိတ်ဝင်စားလာသည်မဟုတ်၍မပါခဲ့ပေ။ယောက်ျားတွေကြီးညအိမ်ညနေသွားပြီးငါးဖမ်းယောက်ျားတွေကြီးငါးတောင်းကိုထမ်းပြီးလက်လက်ရောင်းချခဲ့ကြတယ်။ရလိုက်တဲ့ငါးတွေကငခုံးမငရက်တိုင်းငပြင်းတလက်ငချင်းစားတဲ့ငါးတွေအတော်ဆုံးနဲ့မြများလဲရတယ်လောက်ရက်ကြားလေးလေး900နှုန်းကပုံမြင့်လာလေးလေးဒီတော့9ရောင်းချဖြန့်ဖြူရမှာအခက်ခဲတရက်ဖြစ်လာတယ်ဆယ်မရေပြစခန်းအယောက်အနည်းဆုံး2နာရီစခန်းမတောင်ချေအယောက်1နာရီကျော်တောင်ချေမတစ်စင်မြေပြတ်ရွာတွေကိုဝေးရင်ဝေးတလို့ချစ်ဆက်ရတာကမတက်တာလားဒီတော့ငါအဆိုကိုကြီးကူတဲ့ခောက်တဲ့ရောင်းချဖို့ခက်လာတာနဲ့အချို့ငါတွေကိုစားသိကြရတော့တယ်ငါအရာများလာတာနဲ့အမျှငွေဆက်ကူတွေမြများဝင်လာတော့မတင်ကြီးစိတ်ဝင်တစားဖြစ်လာတယ်ဝါခုတ်တဲ့အလုပ်ထက်တွက်ချေကြိုက်တာကိုမြင်လာတယ်ဒါနဲ့ငါဖမ်းတဲ့လုပ်ငန်းမှာ
မတင်ကြီးပါဝင်လာခဲ့တော့တယ်။ယောက်ျားတွေကိုဆယ်မာပင်အမြဲနေစေပြီးငါးကိုသာစက်တိုက်ဖမ်းစေတယ်။ငါးရောင်ချရေးနဲ့ငါးဖမ်းတဲ့ယောက်ျားတွေကိုရိတ်ခါထောက်ပံ့ရေးကိုမတင်ကြီးကတာဝန်ယူတယ်။သူတယောက်တည်းတော့မဟုတ်သူတို့နဲ့တဲနီချင်းမငွေစိန်ကိုအဖော်ခေါ်ထားတယ်။မငွေစိန်ကလည်းမျိုးမျိုးမြက်မြက်စားရမှန်းသိတော့မိတွေးအိတ်မတဲတော့ပဲငါးလုံငန်းမှာမတင်ကြီးနဲ့လက်သွဲဖြစ်တယ်။မိမသားနှစ်ယောက်ကငါးနဲ့ငါစနယ်တွေကိုရွက်ပြီးမြေပြန့်မှာရှိတဲ့ရွာတကာကိုလှည့်လည်ရောင်းချကြတယ်။ဆန်စီစာကြက်သွန်ငရုတ်စားတဲ့ရိတ်ခါပစ္စည်းတွေကိုတဲတော်ဈေးမှဝယ်ယူပြီးဆယ်ကန်းဆက်အယောက်ရွက်ပို့တယ်။သူတို့ပို့တဲ့ပစ္စည်းတွေမှာရိတ်ခါအပြင်ဆေးလိမ့်နဲ့အရက်တွေလည်းပါတယ်။ငါးလုပ်ငန်းမှာမိမသားတွေပါလာတာကြောင့်ပိုပြီးအလုပ်ဖြစ်လာတယ်။ငါးဖမ်းတဲ့အလုပ်နဲ့ရောင်းချတဲ့အလုပ်ကွင်းဆက်မိလာတယ်။မတင်ကြီးတို့ငါးတဲ့ယူရောင်းချတာကြောင့်ကျွန်တော်တို့မှလည်းဟင်းချက်စရာအတွက်အတော်ပင်အဆင်ပြေလာခဲ့တယ်။ရခင်ကလိုဟင်းရပြက်လျက်မှုမရှိတော့အ ਨੇ ဆုံးငါးကိုတော့မှတ်မှန်စားနေနိုင်ပေပြီ။မတင်ကြီးကလည်းသူ့ကိုစေဝါအခမဲ့ပေးနေကြဖြစ်တဲ့ကျွန်တော်တို့ငါးဝယ်ရင်ပို့ပို့တတထည့်ပေးတတ်တယ်။အမေသားဝက်သားတွေမြေပြန့်မှရောက်မလာနိုင်တဲ့အခါတွေမှာကျွန်တော်တို့ကအင်းတိုင်းတော်မှ9000ကိုရွယ်၍ပေါ်ထွက်လာမဲ့မတင်ကြီးတို့ကိုစောင့်မျှော်ကြရတယ်။ဒါနဲ့မတင်ကြီးကကျွန်တော်တို့ရဲ့ဘဝမှာတစ်စိတ်တစ်ပိုင်းပတ်သက်လာခဲ့ရပြီးတော့တယ်။ယခုအဆိုပါမတင်ကြီးကတတိယတစ်ချက်မြတ်တစ်ချက်ဖြစ်နေတယ်လို့ဆိုတဲ့အခါကျွန်တော်တို့ကသူ့အတွက်များစွာပင်စိတ်ပူပန်ကြရပါတယ်။သူ့အကြောင်းကိုမစင်စားပဲမတွေ့တော့ပဲအပင်မှာနေနိုင်ပါအံ့နီမတင်ကြီးကိုတဲလာကြပြီဟဲ့စခန်းတစ်ခုလုံးလှုပ်လှုပ်ရွရွဖြစ်သွားတယ်ကျွန်တော်လဲအင်ဖက်တဲထဲမှာစာဖက်နေရမှာလူလဲထားလိုက်ပြီးစခန်းအဝင်လန်းရှိရာကိုထွက်လာခဲ့တယ်မတင်ကြီးဘာယောဂဖြစ်တယ်လဲဆိုတာကိုမိမိတီးခေါင်းမိသမျှတိရှုအကဲခတ်ပြီးရှိသမျှဈေးဝါးလေးတွေပေးဖို့နဲ့လိုအပ်ပါကဈေးရုံကိုတဲယူရန်ကိစ္စအတွက်အကြံဉာဏ်ပေးဖို့ဖြစ်တယ်တရပင်ကြီးအောက်မှာထွက်လို့ဝါရုံကိုကြော်လိုက်ရင်ပင်အင်းနိုင်တော်စမကွင်းပြင်သို့ဝင်လာတဲ့ယောက်ျားတစ်စုကိုတွေ့လိုက်ရတယ်။သူတို့ကမတင်ကြီးကိုဝါကက်ပေါ်တင်လို့ထမ်းလာကြတယ်။စခန်းမလူတချို့ကသူတို့စီကိုပြေးသွားကြတယ်။အမလေးအမေရဲ့အမေတေပြီးတော့လောက်ကြပါအောင်။အလက်နကြဟိတ်အော်ငိုချလိုက်တဲ့ရွှေဥအတန်ကစခန်းတစ်ခုလုံးဟိမ့်ထွက်တုံခါသွားတယ်။ကျွန်တော်ရင်ထဲမှာဒိန်ခနဲ့အလုံးကြီးဝင်ဆောက်သလိုခံစားလိုက်ရတယ်။လာကြည့်သူတွေကလည်းလမ်းဖြန့်ကရရုပ်တည်းဖြစ်ကုန်ကြတယ်။ရင်နစ်တာတဲ့လေမောက်ပြီးရင်နစ်တာတဲ့မနေ့ညနေကလေးကတေးရတဲ့တော့ညကြီးမင်းကြီးတဲ့မဖြစ်လို့ခုမနဲ့မှတဲရတာတဲ့ဒါနဲ့များအောင်လာကဘာလို့ဘုံကွယ်နေရတာတော့လူကြီးတွေမရှိခိုင်ကြက်တဲ့ကလေးတွေကြောက်လန့်တကြားဖြစ်ကုန်မှာဆိုလို့တဲ့မျက်စိမျက်နှာပြက်နေတဲ့လူတွေရဲ့တယောက်တစ်ပေါက်ပြောတန်တွေကဖယိုဖယဲပြက်ကျဲနေတယ်ကျွန်တော်ကခဏကြောင်မှပင်ကိုချစ်လာရဲ့တဲတို့လိုက်ပါသွားတယ်တဲငယ်ရှေရှိတမန်မြက်များဖြစ်တယ်လို့မိုးထားတဲ့ဇင်းအောင်မြေပြင်မှာချထားတဲ့ဝါကက်ပေါ်မှာမတင်ကြီးကိုတွေ့ရတယ်ခဏကိုထမိန်နှစ်ထဲနဲ့လွှမ်းချုံဖောအုပ်ထားပေမဲ့ခြေမနှချောင်းပူးချီထားတဲ့ခြေပွားတွေကိုမူမဖုံးအုံမိပဲရှိနေတယ်ခြေပွားတွေတွေးချောက်ဖြူရောနေလေတယ်မျက်နှာပေါ်မှာပွားပပလေးတစ်ထည်လွှမ်းထားတယ်တောထဲတောင်ထဲမှာဆိုတော့လေရုပ်ကလတ်ထားစရာနေရာကဟောက်တီပတ်တီမရှိတဲငယ်အတွင်းရှိတခုတည်းတော့ကိုပြစ်ပေါ်မှာကိုချစ်လိုက်ကိုကျော်မန်းနဲ့ယောက်ျားအချို့ခက်ငငိုင်ထိုင်နေကြတယ်ကိုပြစ်နဲ့ရုပ်ကလတ်ကြားမှာငါးတောင်းတွေပိုက်တွေကိုတွေ့ရတယ်ဖြုံးမြူရသေးတဲ့ငါးတွေမှာလည်းနိုင်လွန်ပိုက်ထဲမှာညှိတွယ်နေသေးပင်ရွှေဦးကမတင်ကြီးရဲ့မျက်နှာနားမှာပူကပ်ပြီးဒူးထောက်ထိုင်ပြီးတွတ်ပြောဆိုငိုမီးနေလေတယ်မတင်ကြီးရဲ့တားငယ်လေးမှမူတောင်းထဲမှာငါးတွေကိုလက်နဲ့ကင်လိုက်လွတ်ချလိုက်လို့ကစော့ကစားနေလေတယ်ဆရာလာထိုင်ပါကိုချစ်လိုင်ကဘေးနားမှာနေစရာပေးတာကြောင့်ဝင်ထိုင်လိုက်ရတယ်စိတ်မကောင်းစရာပဲဗျာဘလို့ဖြစ်ရတာလဲဖြစ်ချင်လို့ပါဆရာရဲ့တနေ့လုံးဒီလေကအစင်ကိုမပြေပါဘူးကျွန်တော်ဆယ်ကိုရောက်တုန်းကလှေပဲလားအဲ့ဒီလေပဲပေါ့ဗျာရေမလုံဘူးဆိုပေမဲ့ခါတိုင်းလဲအဲ့ဒီလိုပဲသွားလာနေတဲ့ဥစ္စာကိုချစ်လိုင်ကရေမလုံတဲ့သူ့လေကိုကာကွယ်ပြောဆိုနေမှရေးမိတာကြောင့်လေအကြောင်းကိုစကားမဆက်ပဲထားလိုက်ရတယ်ဒါပေမဲ့ကျွန်တော်စိတ်ကမူတစ်ခါကရောက်ခဲ့ဘူးတဲ့ဆက်ကန်းဆက်စီကိုရုတ်တရက်ပြေးသွားခဲ့တယ်ဒီတုန်းကကိုချစ်လိုင်တို့ဆက်ကန်းဆက်မှာငါးဖမ်းကြတာကိုလေ့လာလိုတာကြောင့်ကျွန်တော်တယောက်တည်းသွားကြည့်ခဲ့ခြင်းဖြစ်တယ်
ဆယ်ကန်းဆက်မှာတဲဆိုလို့ကကောင်းမရှိတစ်ခက်ကလေးတွေကိုသာဖြစ်ကတက်ဆန်တင်ထားတာကြောင့်နေပူကွက်ကြားဖြစ်နေတဲ့စင်လေးတစ်ခုသာရှိတယ်အခင်းကတော့မစိုးလားမုတ်ဆိုးကြီးဥရှုတို့အဖွဲနဲ့ရောပြီးစကန်းချနေစေဖြစ်လို့ဆက်ရည်ခင်းထားတယ်စင်အမိုးမှာဖြူသားချောက်ကြက်ကင်တွေထိုးထားတာကိုတွေ့ရတယ်ကျွန်တော်ရောက်သွားတော့မတင်ကြီးကငါဟင်းချက်နေတယ်အသားကြီးကတအိုးဝမ်းတွင်သားကတအိုးကိုချစ်လိုင်ကငါတွေကိုနိုင်လုံပိုက်ထဲမှာဖြုတ်ယူနေတယ်သူတို့စီမှာထမင်းစားတော့ထမင်းအတွက်သာအားနာစရာရှိမယ်ဟင်းကတော့အရှံပဲပဲအားနာစရာမရှိပါငါဝမ်းတွင်သားချက်ကစီမထက်ပါပဲနဲ့သူ့စီနဲ့သူဝက်တာဟင်းရှုံးလာအောင်အစီပြန်နေတယ်ဒီတုန်းကမမတ်ရရအင်ဖက်ပေါ်မှာထမင်းတွေပုံပြီးမတင်ကြီးတို့နဲ့အတူထမင်းလက်ဆောင်စားခဲ့ပူခြင်းဖြစ်တယ်ထမင်းစားပြီးတော့ကိုချစ်လိုင်ကကျွန်တော်အားဆဲရည်ပြင်းတဲ့တူလီနဲ့လိုက်လံပြသမယ်လို့ဖိတ်မှန်တကားပြုတ်သေးတယ်ကျွန်တော်ကညင်းလိုက်ရတယ်တူလီကထွင်းလေမဟုတ်ဆက်လေဖြစ်တယ်ရှိရှိမျောမျောမဟုတ်ဘဲဥပုံပုံပန်းကအရေးမကြီးပါရေမလုံတာကခက်လာတယ်လူ၃ယောက်သာဆက်တဲ့အဲ့ဒီလေကိုစီးရင်လူတစ်ယောက်ကစိတ်ဝင်နေတဲ့ရေကိုတရဇက်ပတ်ထုတ်နေရမှန်းသိတာကြောင့်ကျွန်တော်ကလန့်တယ်တော်ပါပြီဗျာခမားလေကရေဖြစ်မလုံမဲနဲ့နောက်ပြီးခမားကလှေလဲကောင်းလှော်တက်မှာမဟုတ်သေးပါဘူးကျွန်တော်ကပခုံးသွတ်ပြီးပြောလိုက်တယ်အမဲဆရာရဲ့ကျုပ်များအထင်သေးလို့အရင်ချစ်လိုက်မဟုတ်တော့ပါဘူးဗျခုချစ်လိုက်ကလှေလဲလှော်တက်ပြီးရေလဲကူးတက်ပြီးဗျအေးပေါ့ဗျာငါအလုံးမလုပ်ရင်လှေလော်ရေကူးတက်ကျွမ်းကျင်မှာဖြစ်မှာပေါ့ဒါပေမဲ့ခမားလေးကိုပဲပြင်ထားရင်ကောင်းမယ်ဗျပြင်ယုံမဟုတ်ဘူးဆရာရေအစ်စ်ကိုလုံမှာလေထွင်းဖို့အပင်တပင်ကြောက်ကြည့်ထားပြီးပြီထွင်းလေကတော့ကောင်းတာပေါ့ဗျာဒါပေမဲ့အဲ့ဒါကအချိန်အတော်ယူရမှာဗျမြမြအလုပ်ဖြစ်အောင်ဒီတော်ထဲမှာပွဲရက်တွေပေါ်သားပဲဗျအဲ့ဒါနဲ့လေကိုဖာပါလားပွဲရက်ကတော့ပေါ်ပါရဲ့ဗျာနည်းနည်းလေးမှကိုမအားလို့ဆရာရငွေရအောင်ရှာတာတော့ရှာပေါ့ဗျာကို့အန်တရယ်ကိုလည်းမေ့မထားနဲ့ပေါ့ကိစ္စမရှိပါဘူးဆရာရဲ့ကိုချစ်လိုင်ကရဲတန်တွေးပြီးပြောခဲ့ပါတယ်ယခုတော့သူမရည်နိုင်တော့ပါပြီလှေအကြောင်းစကားမဆက်တော့လဲသူကလေမောက်စဉ်အဖြစ်အပျက်ကိုပြန်ပြောပြနေပါတယ်အဲ့ဒီရေပြည့်နေတဲ့ရှိုးကပေတရာတတာလောက်တာကျဲတာသူတို့နှစ်ယောက်ဒီရှိုးကိုကွင်းလာရရင်တော့အဖြစ်သားပဲအချိန်ကြာနေပါလိမ့်မယ်ဆိုပြီးကျောက်ကလှေနဲ့ခေါ်သွားမိလိုက်တာကျွန်တော်ရောက်တုန်းကနေရမဟုတ်ဘူးထင်တယ်မဟုတ်ဘူးဗျဆရာရောက်တဲ့နေရာရဲ့မြောက်ဘက်ကျတယ်ရေကရောတော်တော်နဲ့တလားတိတ်အနက်ကြီးမဟုတ်ပါဘူးဆရာရဲ့6တောင်9တောင်လောက်ရှိတော့မှာပေါ့လေထဲကရေတွေကိုပတ်မထုတ်လို့လားကန်းကခွာကလေးကတင်းကြီးပတ်ထုတ်နေတာပါပဲရေလဲတိတ်ဝင်ချိန်မရလိုက်ပါဘူးဗျာလေကဆောင်းပြီးမှောက်သွားတာလားဘယ်ဟုတ်မလဲအသက်လိုက်ကြီးကိုမြုပ်သွားတာရေထဲကနေဆွဲနစ်လိုက်တယ်လို့ကြီးပါပဲဆရာရဲ့ကိုချစ်လိုင်ကထိတ်လန့်တုန်လှုပ်စွာနဲ့ပြောနေတယ်မကောင်းဆိုးဝါးကောင်တစ်ခုခုရဲ့ပျောကားကြောင့်လေနစ်မြုပ်ရတာလို့ဆိုလိုချင်းပုံရပါတယ်မငွေစိန်ကရေကူးတက်လို့မနစ်တာလားရေမကူးတက်တာကတော့နှစ်ယောက်လုံးပဲဒါပေမဲ့ငွေဆိုင်ကလေမြုပ်မြုပ်ချင်းကြောက်အားလက်အားနဲ့လက်နဲ့ရဲ့ခြေထောက်နဲ့ဘောင်ပင်ခတ်ပြီးကြောင်ကရန်းလုံးမိလို့ရလှုပ်သွားတာကန်းဆက်ကဝါယုံကိုတွားဆွဲပြီးတော့မနစ်တော့ဘူးပေါ့တင်ကြီးကတော့ကြောက်ကိုအားကိုဟန်တူပါရဲ့ဗျာလေမြုပ်မြုပ်ချင်းကြောက်ကိုလှမ်းပတ်တော့နှစ်ယောက်လုံးမြုပ်သွားတာတကယ်ဆိုရင်နှစ်ယောက်စလုံးတေဖို့ပဲမြုပ်ချီပေါ်ချီနှခါဖြစ်ပြီးတဲ့အခါကျတော့တင်ကြီးကမလုံနိုင်တော့ဘူးဒါနဲ့သူ့စပင်ကိုဆွဲပြီးကန်းကိုရောက်အောင်လှုပ်ယူရတော့တာပဲကုန်းပေါ်ရောက်တော့ကုန်းပေါ်ရောက်ချင်းသွေးဆန်းလို့ရသေးတယ်ဆရာရဲ့ဟာဟုတ်လားအဲ့ဒါသူ့ကိုဘာမှမလုပ်ဘူးလားမလုပ်ပါမလားဆရာရဲ့ရေအိုးပေါ်မှာဘိုက်တင်ပြီးမှောက်ထားတာပေါ့အဲ့ဒီတော့ရေတွေပြန်မအံဘူးလားလက်ဖက်ရည်တောက်ပကံတစ်လုံးစာလောက်ပဲအံ့နေနောက်ပြီးတော့ရေတွေပြန်အံထွက်အောင်ဘာမှထမ်းမလုပ်ဘူးလားကျုပ်တို့လည်းဘာမှဆက်မလုပ်တတ်တော့တာနဲ့ဒီအတိုင်းကြည့်နေရတာပဲဆရာရဲ့ဒီလိုနဲ့တေသွားရောဆိုပါတော့ဗျာကိုချစ်လိုင်ကဝိုင်းလာတဲ့မျက်ရည်တွေကိုတပတ်နဲ့တုပ်ပြစ်လိုက်တယ်ဖြစ်မှဖြစ်ရလေဗျာဒီအတိုင်းကြည့်နေလိုက်ရတယ်လို့ကျွန်တော်များစွာယူကြုံမရဖြစ်မိပါတယ်မသေးသင့်ပဲတေရတယ်လို့ယူဆတာကြောင့်ဖြစ်ပါတယ်ရေတိမ်နစ်တယ်ဆိုတာဒါမျိုးကိုခေါ်တာနေမှာပေါ့ကိုလှအောင်တို့ကောအနားမှမရှိဘူးလားသူကတော့ရင်းနေရင်ဘယ်လိုလုပ်ရမလဲဆိုတာနည်းနည်းပါးပါးကြားဘူးနားဝရှိမှာပေါ့
သူတို့ကအတော်ခက်လန်လန်နေရမှာရောက်နေတာငွေစိန်ကုန်းပေါ်ရရောက်ချင်းကုန်းអော်တာပဲသူတို့ကြားမှမကြားနိုင်ပဲအမှန်ကကုန်းပေါ်ရရောက်ချင်းပကုံးပေါ်မှာဘိုက်ကိုမှောက်တင်ခေါင်းကိုစောက်ထိုးထားပြီးလက်ပတ်ခုံပေါက်ပြေးရမှာဗျအဲ့ဒါမှဘိုက်ထဲဝင်သွားတဲ့ရေတွေပြန်အံထွက်နိုင်မှာရေတွေထိုးအံပြီးမှအသက်ရှူလာနိုင်အောင်ဗစက်တဲလေမုတ်သွင်းတာတို့ဘိုက်ဝမ်းအထက်ကိုလက်နဲ့ပစ်ပြီးတွန်းပေးတာတို့စတဲ့အသက်ရှူလေးချိတ်ခန်းတွေဇက်တိုက်လှုပ်ပေးရမှာအသက်ရှူရက်သွားရတာကရေတွေပြည့်နေတော့အသက်ရှူလမ်းကြောင်းပိတ်နေလို့ဗျဒါကြောင့်အသက်ရှူလမ်းကြောင်းကိုချက်ချင်းပြန်ဖွင့်ပေးဖို့လိုတာဖြစ်ပြီးခဲ့တာတွေကိုပြန်ပြင်လို့မရနိုင်ပေမဲ့နောက်အဲ့ဒီလိုအဖြစ်တွေရှောင်ရှားနိုင်အောင်ကျွန်တော်သိရှိနားလည်သမျှရှင်းပြပါတယ်ဒါပေမဲ့ကိုချစ်လိုက်နားဝင်သေးဟန်မတူပါဘလို့လှုပ်ပါဆရာရဲ့တေကိုတင်ရှင်လို့ပါလေကိုရေထဲကနေဆွဲနစ်လိုက်တယ်လို့ကြီးပါလို့ကျုပ်ပြောခဲ့ပါပကောအဆွဲအလန်းတစ်ခုကိုလွယ်နဲ့ဖျောက်ဖျက်မရနိုင်ကြောင်းကျွန်တော်တဘောပေါက်ပါတယ်ဒီမဲ့ကိုချစ်လိုက်ဆိုင်းအောင်လိုက်မြင်းဆိုတာခမားကြားဘူးမှမဟုတ်ဘူးရင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့အတွေ့အကြုံကိုကျွန်တော်နည်းနည်းပြောပြချင်တယ်ဟုတ်ကဲ့ပြောပါမြစ်ကြီးနားဘက်မှာကာကြီးတစီအေယာဝတီမြစ်ထဲကိုထိုးကျသွားတော့ကာရှိခန်းထဲမှာကာမောင်သမားတယောက်ပါသွားတယ်ကားကမြစ်ရဲ့အောက်ခြေကျမ်းပြင်ထိရောက်သွားတာဆိုတော့ဘလောက်နှက်လိုက်မလဲဆိုတာစဉ်းစားကြည့်ပါခမားတို့လေနေတဲ့နေရာနဲ့ဘာမှမဆိုင်ဘူးရေကလည်းအေးဆက်နေတာနော်အဲ့ဒီကားထဲပါသွားတဲ့လူကိုကဲတင်ဖို့ဆိုင်းအောင်လိုင်းမြစ်ကမြစ်ရဲ့အောက်ခြေထိရေငုပ်ဆင်းသွားပြီးကားတကားကိုခက်ခဲဖွင့်ပြီးမှကားထဲကလူကိုရေပေါ်ရအောင်ဆွဲထုတ်တင်ခဲ့ရတယ်မတင်ကြီးဖြစ်တာကမြုပ်လိုက်ပေါ်လိုက်ခဏလေးရဲ့ဆိုင်းအောင်လိုင်းမြစ်ကမြစ်အောက်ခြေကျမ်းပြင်အထိမှာအတော်လေးကြာသွားပြီးမှဆဲယူရတာအဲ့ဒီကားသမားသိမသွားဘူးလားဆရာဘယ်သိမလဲကုန်းမော်ရရောက်ချင်းခုနကျွန်တော်ပြောသလိုရှေ့ဥတုနာပြုတ်နီးတွေနဲ့ဆိုင်းအောင်လိုင်းမြေကလှုပ်ပေးလို့အသက်မသေးပဲဖြစ်သွားတယ်မြစ်ရထဲမှာအတော်လေးကြာသွားလို့ဆိုင်းအောင်လိုင်းမြစ်တောင်အေးပတ်ဖြားပြီးဆေးရုံတက်ကုသခံလိုက်ရသေးတယ်ကျွန်တော်ပြောစကားကိုစူးစိုက်နားထောင်ရင်ကိုချစ်လာရဲ့မျက်လုံးတွေပြူးကျက်လာနေတာကိုသတိပြုလိုက်မိတယ်အဲ့ဒါတကယ်ပဲလားဆရာရဲ့ကိုချစ်လိုင်ကစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ကိုမေးတယ်အမှန်ပါပဲဗျာကျွန်တော်ဘာလို့ခမားကိုလိန်ရမှာလဲတကယ်နော်ဆရာတကယ်ပါဗျာနောက်ခမားမျိုးရောက်ရင်ဘူးတူတာရှိတဲ့လူတစ်ယောက်ကိုမေးကြည့်ပါကျွန်တော်ရဲ့တီကြည်တဲ့မျက်နှာထားကြောင်ကြက်ဖကြီးလဲလင်အချိုးခံလိုက်ရတယ်လို့ပင်ကိုချစ်လိုင်ငိုင်းကျသွားပါတယ်နောက်မျက်နှာကိုတပတ်ကြီးနဲ့အုပ်ကတင်ကြည့်ရေနင်တေရတာငါအတုံးမကြလို့ဟာဘလုံးမထွေးမြည်တန်းရေရွတ်နေပါတယ်တကယ်ပါဗျာအဲ့ဒီလိုလုပ်လို့ရမယ်အစားကသိရင်သူ့စကားတန်တိမ်ဝင်သွားကမတင်ကြီးရဲ့ရုပ်ကလပ်ကိုတွေ့ကြီးကြည့်နေပါတယ်ခုလို့ဆိုပြန်တော့လေကျွန်တော်စိတ်မကောင်းပါသူ့ကိုကျွန်တော်ပြောလိုက်တာအချိန်စောများနေလေသလားစေတနာစကားပင်ဖြစ်ပေမဲ့အချိန်အခါချစ်အနေကိုကြည့်တဲ့တယ်မဟုတ်ပါလို့ကျွန်တော်စကားကြောင့်ကိုချစ်လိုက်သူ့ကိုယ်သူတစ်သက်လုံးခွင့်မလို့နိုင်အောင်စိတ်ထဲဆန်းလန်းသွားပြီဆိုပါရင်ကျွန်တော်စေတနာကဝေဒနာဖြစ်သွားပြီတော့မည်တိုးစီကမူကျွန်တော်ပြောစကားကြောင့်အဲ့ဒီလိုအဖြစ်မျိုးနောက်မဖြစ်ပွားအောင်သင်ခန်းစာယူနိုင်ကြမည်ဆိုရင်တော့ကျွန်တော်ပြောရကြိုးနှက်မှာပဲလို့ကိုဖြေတဲ့ရပါတော့တယ်ညရောက်တော့စကန်တစ်ခုလုံးလာမိုင်ညအမောင်တူအောင်မှာတိတ်ဆိတ်နေပုံကကြောက်ချားဖွယ်ကောင်းလာတယ်စကန်ရှိလူတွေကတောက်ရွတ်တုံလှုပ်ချင်းကြီးစွာနဲ့တဲတွေထဲမှာပင်မလုံမရှက်ငိမ်ကုတ်နေကြတော့တယ်ခါတိုင်းကလိုရီမောတန်တချင်းဟစ်တန်တွေကိုလုံးဝမကြားရတော့ပြီအတုပတဲမှာလဲထွန်းစရာမီးမရှိတာကြောင့်ဖဲဝိုင်းခင်းပြီးအတုပကိုစောက်ဖို့မဖြစ်နိုင်ထင်းတွေကိုစုမိဖို့ပြီးမိဘုံဘေးမှာဝိုင်းထိုင်ရင်းဖြစ်တာအတုပကိုစောက်ကြရတော့တယ်နောက်နေ့မနေ့မိုးမလင်းမိပင်တောင်ချင်နဲ့အနီးဆုံးရွာဖုန်ကြီးကျောင်းမဥပစင်းလေးကတရရကုံတင်ဖို့ကိစ္စအတွက်စခန်းတို့ရောက်ရှိလာလေတယ်ဥပစင်းလေးခမညဦးကလေးကကျောင်းမထွက်လာကလဲကန်တဲစခန်းမှာတရေချင်းဆက်ပြီးမှတကောင်ကျော်အချိန်မှလမ်းပြနဲ့အတူလက်နဲ့ဓာတ်မီနဲ့တောင်ပေါ်သို့ခဲရခက်စစ်တက်လာတယ်လို့သိရလေတယ်မတင်ကြီးတေဆုံးခဲ့ဒီမှာနှစ်ညရှိသွားပြီဖြစ်လို့ဝမ်းမိုက်မှာဖောင်းကားနေပြီးအနက်ထွက်နေတာကြောင့်မနဲ့လင်းလင်းချင်းတရကုံတင်ပြီးခက်လလန်းရှိရှိုထဲသို့ရုပ်ကလပ်ကိုဝါကက်ပေါ်တင်လို့ဖမ်းသွားကြတော့တယ်အတုပကိုလိုက်ပါပို့ဆောင်ရန်လဲမလိုအပ်တော့ပေမိရှိုမဲ့ယောက်ျားအနေငယ်သာလိုက်ပါသွားကြလေတယ်ခဏအကြာမှာရှိုထဲမှာမိကိုမမဲတွေမိကိုပြပြတွေမိကိုပြပြတွေတလူလူလွင့်တက်လာကရေပြစခန်းကောင်းကင်ပြင်ကိုဖုံးလန်းသွားလေတယ်ထို့အချိန်မှာ
နေရောင်ကကောင်းစွာမထွန်းပါနိုင်တော့မိုးအုပ်မှိုင်းတယ်လို့ပင်မှိုင်းညို့အုပ်ဆိုင်နေတော့တယ်မတင်ကြီးရဲ့ရုပ်ကလပ်ကိုမိတင်းကြိုပြီးရင်တော့မတင်ကြီးရဲ့သမီးအကြီးရွှေနူးနဲ့သားဖြစ်သူပေါ်ရွှေတို့သည်ရွှေဦးနဲ့ကလေးငယ်ကိုခေါ်ပြီးကြောက်တဲသို့ပြန်သွားကြလေပြီသမီးရဲ့အဖေကိုတယောက်တည်းထားခဲ့တော့မှလားကိုချစ်လိုင်ကငိုယုံမျှအပါဘာမှမတတ်နိုင်တော့ပြီမရေပါသမီးနဲ့ပထွေဆက်လက်ပြီးအတူနေဖို့ဘယ်တင်တော်ပါမလဲခုတော့အင်ဖက်တဲထဲမှာကိုချစ်လိုင်တယောက်တည်းသားပင်မတင်ကြီးကိုသူ့အရင်ယောက်ျားကိုညိုကနောက်ယောက်ျားယူတာမကြည့်နိုင်လို့လက်ခေါ်သွားတာတဲ့တော့ဘယ်သူကစားလို့ပြောလိုက်သည်မသိဒီသတင်းစကားကစကန်းတစ်ခုလုံးချက်ချင်းပြန့်နှံ့သွားတယ်ညကမအေးတင်အိမ်မက်မက်တဲ့ရေပြာချောင်းကန်းထိတ်ကကညင်ပင်ကြီးပေါ်မှာကိုညိုနဲ့မတင်ကြီးတွဲထိုင်နေရင်ကအတူလေးရဲ့တဲ့ရှင်ကပြိုင်းတချင်းကိုစိုးနေကြတဲ့တော့ဒီအိမ်မက်ကိုလည်းစကန်းကလူတွေချက်ချင်းယုံကြည်သွားကြပြန်တယ်ထိုထိတ်လန့်ဖွယ်စကားတွေကအသေးငယ်သူတို့ကိုတမင်ချောက်လန့်နေတယ်လို့ရှိနေတော့တယ်ညနေဆောင်ရင်တော့တောင်မော်စခန်းမလူတွေမြေပြန့်ရွာသို့အရှို့ရှို့ပြန့်ဆင်းသွားကြလေတယ်လောလောဆယ်မှာတော့၆ချားဖွဲ့ဒီစခန်းမှာဆက်လက်နေဖို့တွေးမရဲကြတော့ပြီမြေပြန့်သို့ပြန်ဆင်းသွားသူတွေမှာမငွေစိန်ကထိတ်ဆုံးကသူကမတင်ကြီးရဲ့ရုပ်ကလပ်ကိုရှေ့မှာထားပြီးကိုချစ်လိုက်နဲ့အတူတညလုံးမအိပ်ရဲပဲမိဖို့ဘေးမှာစောက်အိတ်ခဲ့ရသည်ဖြစ်လို့ဆယ်ကပြန်ရောက်လာကြတဲ့ကသူ့မှာကြောင်စစ်စီဖြစ်နေခဲ့လေပြီထိုညမှာတော့စခန်းတစ်ခုလုံးမှာကျွန်တော်တို့တဲမှာအပါကြံတဲများမှာတဲဆောက်ယောက်ျားတယောက်တလေမှလွဲပြီးတော့လူသူဟူ၍မရှိကြတော့ပေကျွန်တော်ဘဝမှာထိုညလောက်တုံလုံး၆ချားဖွဲကောင်းတဲ့ညကိုမတွေ့ခဲ့ဘူးပါချေဒီတော့တီတောင်တွေရှိနေသမျှကာလာပတ်လုံးဒီစခန်းမှာလူတွေဆက်လက်ရှိနေကြအောင်မီပင်ဒီလူတွေရှိနေသည့်အမျှလဲမတင်ကြီးရဲ့ဇလံဒါမှမဟုတ်ကိုညိုနဲ့မတင်ကြီးတို့ရဲ့ဇလံကိုသာသားစဉ်မြေဆက်လက်စစ်ကံပြောနေကြလိမ့်အောင်မီသာနှစ်ပရိစေတာကြာလွန်းလာရင်တော့က၎င်းဇလံသည်နရာယီပုံမြင်ဖြစ်ကောင်ဖြစ်သွားမည်လားမပြောတတ်ပေစာရေးဆရာစင်တဲဝမြတ်ဖုံရေးသားထားတဲ့အညာတရာဇလံတပုတ်ဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာရင်အဆုံးသတ်သွားပါပြီနားဆင်ပေးခဲ့ကြတဲ့ဒုက္ခစာပေရဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်များမှလည်းအခုလိုပဲဇလံကောင်းလေးတွေကိုနားဆင်နိုင်ဖို့ရာဒုက္ခစာပေ channel လေးကို notification နှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်